ဒီစစ်ပွဲအခမ်းအနားကိုကျင်းပဖို့9 ရက်နေ့မှာကျင်းပဖို့ကြံရွယ်ထားပြီးတော့အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel မှာကြိုဆိုပါတယ်မြန်မာနိုင်ငံမှာဖိပွားနေတဲ့အကြောင်းနဲ့ပတ်သက်လို့နေ့စဉ်သတင်းထူးသတင်းကောက်တွေကိုတင်ဆက်ပေးနေတာမို့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားပြီးဖို့တောင်းဆိုချင်ပါတယ်ကမ္ဘာကောင်းဆောင်တချို့ကိုဖိတ်ထားပါတယ်အမေရိကန်တရုတ်သမ္မတမြန်မာနိုင်ငံရဲ့မင်းအောင်လှိုင်တို့အပါအဝင်တခြားကောင်းဆောင်တွေကိုဖိတ်ထားပါတယ်ဒီအခမ်းအနားကိုတက်ဖို့အဲ့တော့စိတ်ဝင်စားစရာကောင်းတာကမင်းညာပဲဒါ drone တိုက်ခိုက်မှုတွေဖြစ်တဲ့အတွက်ဒီလေဆိပ်ကိုတော့ဒီမော်စကိုမှာရှိတဲ့လေဆိပ်ကိုတော့ပိတ်ထားရပါတယ်စစ်ပွဲဖြစ်နေတဲ့အချိန်မှာဒါယူကရိန်းနိုင်ငံအနေနဲ့ဒါသူတိုက်ရှင်လဲတိုက်မှာပေါ့နော်အဲ့တော့ပြောချင်တာကဒီယူကရိန်းနိုင်ငံအနေနဲ့ကလည်းဒီ patriotic ဒုံးကြီးပေါ့နော်ကာကွယ်ရေးစနစ်ကိုဒီအစ္စရေးနိုင်ငံကသူကိုပို့ဆောင်ပေးထားတာရှိသလိုတချို့ဥရောပနိုင်ငံတွေကလည်းယူကရိန်းနိုင်ငံကိုဆက်ပြီးတော့ပေးဖို့စဉ်းစားနေတာတွေရှိနေကြပါတယ်။ဒါကြောင့်ယူကရိန်းစစ်ပွဲရဲ့အနေအထားများအရာယူကရိန်းဘက်ကတော့သူ့နိုင်ငံကိုလည်းရုရှားကတိုက်ခိုက်နေတာဖြစ်တဲ့အတွက်သူလည်းပြန်တိုက်ခိုက်မှာဖြစ်တဲ့အတွက်မင်းညာပဲတိုက်ခိုက်မှုဖြစ်တဲ့အတွက်လေစိတ်တွေပိတ်ထားပါတယ်။ဒါလောက်ပဲသတင်းတွေတက်နေတာပါ။နောက်ထပ်စိတ်ဝင်စားစရာသတင်းတစ်ခုကမနေ့က EU ကကြီးညာပါတယ်အမေရိကန်ရဲ့သိပ္ပံပညာရှင်များကိုကြိုးစိုးမယ်ဥရောပနိုင်ငံများမှာလာရောက်ပြီးတော့အလုပ်လုပ်ဖို့အတွက် EU နိုင်ငံက1.5 billion ပေါ့နော်ယူရိုတန်း900အစီအစဉ်တစ်ခုကိုကြီးညာပါတယ်ဘီလီယံနဲ့ချီပြီးတော့ပေါ့နော်ပြောချင်တာကအမေရိကန်နိုင်ငံမှာအမေရိကန်အစိုးရကဒီသုတေသနလုပ်မှု research လုပ်တဲ့သုတေသနလုပ်ငန်းတွေအားလုံးကိုဒီရမုံငွေပေးနေတာတွေအားလုံးတော်တော်များများကိုဖြတ်တောက်လိုက်တာဖြစ်တဲ့အတွက်အမေရိကန်နိုင်ငံရဲ့သိပ္ပံပညာရှင်များကိုဥရောပနိုင်ငံများကကြိုးစိုးမယ်အဲ့ဒီအတွက်လေငွေကြီးသုံးစွဲဖို့ယူရိုသန်း900တော့လေယူရိုသန်း1000ဘတ်ဂျက်ရထားတယ်ဆိုပြီးတော့မနေ့ကဥရောပ EU ရဲ့အကြီးအကဲ Mrs. Bond ကကြီးညာပါတယ်ပြောချင်တာက brain drain ပေါ့နော်အမေရိကန်နိုင်ငံမှာရှိတဲ့သိပ္ပံပညာရှင်တွေကသိပ္ပံပညာရှင်ဆိုတာသူကသူသေသနာလုပ်တာသူသေသနာလုပ်တော့ရလက်မထွက်သေးဘူးအဲ့တော့သူကဒီပတ်စံရန်ဖြုံးရတယ်သူစစ်စေးနေမယ်စမ်းသပ်နေမယ်အောင်ကျင်လဲအောင်မယ်မအောင်ကျင်လဲမအောင်ဘူးပေါ့အဲ့ဒီအတွက်သူတို့ကိုပတ်စံနေပေးရတယ်လက်ကားတွေပေးရတယ် facility ပေါ့နော်သူရဲ့ဒီတခုတ်ကန်တွေတိဆောက်ပေးရတယ်သူတို့လိုအပ်တဲ့ပစ္စည်းတွေကိုပတ်စံနေသုံးရတယ်ပြောချင်တာကအဲ့ဒါမျိုးပတ်စံသုံးပြီးမှသူတို့ရရှိလာတဲ့ရလက်ကလူသားတွေအတွက်အကျိုးရှိတဲ့ဆေးပညာတော်၎င်းတခြားကျန်းမာရေးနဲ့ပတ်သက်တဲ့ခွဲစိတ်မှုတွေတော်၎င်းနောက်မှလည်းကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ပတ်သက်တဲ့သိရှိလာရတာ၎င်းနောက်မှလည်း material အသစ်ပေါ့ပြောချင်တာကတတုအသစ်တွေအမျိုးအစားအသစ်တွေတီထွင်နိုင်တာတော့၎င်းပေါ့အခုလို fiber glass ဆိုတာမျိုးတွေပေါ့ဒါမျိုးတွေအားလုံးကသုတေသနလုပ်ငန်းတွေအခုဆို AI ပေါ့ AI နဲ့ပတ်သက်တဲ့သုတေသနလုပ်ငန်းတွေပြီးတော့မျိုးပွားမှုနဲ့သုတေသနလုပ်ငန်းတွေအများကြီးပေါ့ကမ္ဘာပေါ်မှာသုတေသနလုပ်ငန်းပေါင်းမြောက်များစွာရှိပါတယ်အဲ့တော့အဲ့ဒီသိပ္ပံပညာရှင်များကအခုလက်ရှိအမေရိကန်အစိုးရလက်ထက်မှာအစိုးရရဲ့ရန်ပုံငွေဖြတ်တောက်မှုတွေကြောင့်အာမပေးမှုကြောင့်သူတို့တွေအဲ့ဒီသိပ္ပံပညာရှင်များကိုဥရောပက brain drain လုပ်ဖို့ welcome လုပ်နေပါတယ်အဲ့ဒီအတွက်လည်းသူတို့ပတ်စံတွေ budget တွေပြင်ဆင်ထားတယ်ပေါ့နော်အဲ့တော့ကျွန်တော်ပြောသလိုပဲအရင်တုန်းကတော့ဥရောပသားတွေအမေရိကကိုထွက်ပြေးပြီးအမေရိကန်နိုင်ငံတွေစောက်ထားတယ်အခုကတော့အမေရိကန်မှာရောက်နေတဲ့အမေရိကန်တွေဥရောပကိုပြန်လာမဲ့အနေအထားတစ်ခုပဲ။ဘာကြောင့်လဲဥရောပရဲ့ဒီမနေ့ကဆိုရင်လည်းဒါဒီရိုမေးနီးယားနိုင်ငံမှာသမ္မတကနှုတ်ထွက်သွားပြီးတော့အခုဒီယာယီသမ္မတလောင်းရွေးကောက်ဒီပထမအကျော်ရွေးကောက်ပွဲမှာလက်ရဆုံးတွေကနိုင်နေတယ်လို့ပြောပါပြောချင်တာကဥရောပရဲ့နိုင်ငံရေးတည်ငြိမ်မှုပေါ့နော်ဥရောပရဲ့ဒီဆောက်ထားတဲ့ဒီ Federal ဒီ Liberal Democracy စနစ်ပေါ့နော်အဲ့တော့အဲ့ဒီ Liberal Democracy စကဥမာကနေဒါလည်းအဲ့ဒါကိုအခုဆိုရင် Liberal ပဲနိုင်နေဩစတြေးလျမှာဆိုရင်လည်း Labor ပဲနိုင်နေနော်နယူးဇီလန်မှာဆိုလည်း Labor ပဲနိုင်နေဥရောပနိုင်ငံတော်တော်များများကလည်း Liberal Democracy
လက်ဝဲရင်းနဲ့ဒီပြည်သူတွေကိုစည်မှုတွေကိုအခြေခံတဲ့ဥပဒေနဲ့တင်ကြပ်ထားတဲ့စနစ်တစ်ခုကိုဖန်တီးထားတာပေါ့အဲ့တော့အဲ့ဒီနိုင်ငံရေးတည်ငြိမ်မှုပိုကောင်းတဲ့ဒီဥရောပရဲ့စနစ်ရဲ့ဥရောပရဲ့ခံစား권တွေပေါ့အဲ့တော့ရရှိတဲ့ဒီအလုတ်သမားအခွင့်အရေးတွေအဓိကခွင့်ပေါ့နော်ပြီးတော့ယာဒူးလာစာရရှိမှုတွေပြီးတော့ဒီကျန်းမာရေးစောင့်ရှောက်မှုတွေပေါ့အဲ့ဒါမျိုးတိဆောက်ထားတဲ့စနစ်ကြီးကိုကြိုက်တဲ့အမေရိကန်နိုင်ငံမှာရှိတဲ့ပညာရှင်များကိုဥရောပကိုအထူးသဖြင့်သိပ္ပံပညာရှင်များပေါ့အမေရိကန်သိပ္ပံပညာရှင်များကိုကြိုးဆိုဖို့သူတို့ဘတ်ဂျက်တွေဆွဲဆောင်စည်းရုံးဖို့ငွေနဲ့စည်းရုံးဖို့ဒါတွေဘတ်ဂျက်တွေပြင်ဆင်ထားတယ်ဆိုပြီးတော့မနေ့ကဥရောပသမဂ္ဂကကြီးညာပါတယ်ဒါအလုံးမထူးခြားတဲ့သတင်းမှာအမေရိကန်ကသူတည်တနာလုပ်ငန်းတွေဦးစားပေးလို့ကမ္ဘာပေါ်မှာဤပညာတွေရှေ့ရောက်နေတာဥရောပကအနောက်ကကြံခဲ့တာပေါ့အဲ့တော့ဥရောပကပစ္စည်းတွေဆက်ထွက်တစ်ချိန်ကဥရောပကနံပါတ်1ဖြစ်ခဲ့တာပေါ့ဗျာအဲ့တော့အဲ့ဒါကိုအမေရိကန်ကကြော်သွားတယ်အမေရိကန်တက္ကသိုလ်တွေကစားပေါ့နော်အဲ့တော့ဥရောပကအဲ့ဒီနေရာကိုယူဖို့ခြေလှမ်းလှမ်းနေပါပြီအဲ့တော့အမေရိကန်မှာရှိနေတဲ့အမေရိကန်တွေကလည်းဥရောပသားတွေပဲလေဥရောပလူပြူတွေပဲလေအိုင်ရစ်ဖြစ်မယ်အင်္ဂလိပ်ဖြစ်မယ်ဂျာမန်ဖြစ်မယ်အီတလီဖြစ်မယ်စပိန်ဖြစ်မယ်ဟုတ်တော့မလားအဲ့တော့ဒီလူတွေဒီဥရောပကိုပြန်လာဖို့အတွက်ဒါသူတို့ကပြန်စီယုံတာပေါ့ကဘာကြီးကရှင်းပြိုင်နေတာလေကဘာကြီးကရှင်းပြိုင်နေတာဖြစ်တဲ့အတွက်ဒီနိုင်ငံတိုင်းကသူ့နိုင်ငံမှာရှိတဲ့အားသာချက်အရာကုန်ပစ္စည်းတွေထုတ်လုပ်ပြီးကဘာကြီးကလွတ်လပ်စွာကုန်သွယ်မှုကနေလူတိုင်းအကျိုးရှိအောင်သွားတဲ့စနစ်ကကဘာကြီးအတွက်ပို့ပြီးတော့အဓိပ္ပာယ်ရှိတယ်ပေါ့အဲ့တော့အဲ့ဒီလိုလုပ်ဖို့အတွက်မလုပ်ဘဲနဲ့အခွန်ကောက်တွေအတင်းကောက်မယ်တချို့ပစ္စည်းတွေကိုပေးမသွင်းဘူးဒါမျိုးတွေတယောက်ဒီပိတ်ဆို့မှုတွေလုပ်လာမယ်ဆိုရင်မလိုလားအပ်တဲ့ဆိုးကျိုးတွေအများကြီးဖြစ်လာနိုင်တာပေါ့အဲ့တော့အဲ့လိုမျိုးအနေထားကနေပြီးတော့ဒီကဘာကြီးရဲ့ဒီအမှန်တကယ်ရှင်းပြိုင်မှုပေါ့ဒါပေမဲ့အဲ့ဒါကိုမယိုးသားတဲ့နိုင်ငံကမယိုးမသားနဲ့လှုပ်ဆောင်တာကိုလည်းတွေ့နေရတာပေါ့ဥပမာတရုတ်နိုင်ငံပေါ့တရုတ်နိုင်ငံကမယိုးမသားနဲ့တခြားနိုင်ငံတွေကိုငွေချင်းအင်အားနည်းပညာအင်အားနဲ့နိုင်ကျင့်နေတာပိုပြီးသေးကြလာတယ်တရုတ်နိုင်ငံရဲ့အနိုင်ကျင့်မှုကိုကဘာကြီးကတော့အကုန်မသိနိုင်ဘူးသိတဲ့နိုင်ငံလည်းသိမယ်ဒါပေမဲ့ကျွန်တော်တို့မြန်မာနိုင်ငံကတော့တကယ်ခံစားနေရပြီအဖွင့်အဆုံးပြောရင်မပေါင်းသင့်မပေါင်းအပ်သောနိုင်ငံကတရုတ်နိုင်ငံပဲမပေါင်းသင့်မပေါင်းအပ်သောနိုင်ငံကတရုတ်နိုင်ငံပဲလုံးဝမြန်မာနိုင်ငံမှာရှိတဲ့မြန်မာနိုင်ငံသားတွေရဲ့ဆန္ဒကိုလုံးဝထက်မတွက်ပဲမြန်မာနိုင်ငံမှာရှိတဲ့တန်ဇာတတွေကိုတခိုးစည်းနဲ့လူကျင်နေတဲ့သူတို့ရဲ့မကောင်းတဲ့စိတ်ဓာတ်ပေါ့ဥမာကဘာပေါ်မှာဒီရှားပါရဲအပ်တွေကိုသူတို့မြန်မာနိုင်ငံကနေပြီးတော့တခိုးစည်းနဲ့ခိုးကြောင်ခိုးဝဲနဲ့တဲနေတာလုံးဝပွင့်လင်းမြင်သာမှုမရှိဘူးဒီဖားကန်ဒေသမှာရှိတဲ့တောင်တစ်ခုလုံးလည်းကုန်ပြီအဲ့ဒီအချိန်ကမြေကြီးတွေပြန်တဲနေတယ်ဆိုတာသတင်းတွေတက်လာတယ်ဘာကြောက်တယ်မှမသိပွင့်လင်းမြင်သာမှုမရှိပဲအဲ့ဒီမြေကြီးပေါင်းမြောက်များစွာကနေပြီးတော့အခုတရုတ်နိုင်ငံကကဘာကြီးကိုရှားပါတတ်သူတွေရောင်းနေပြီ
အမေရိကန်နိုင်ငံကိုတော့ပိတ်ဆို့တဲ့အဆင့်တွေလောက်လာတာအဲ့တော့အင်ဒီနာချင်းနိုင်ငံရဲ့ဒီမတိနားမလည်မှုရဲ့အင်ဒီနာနိုင်ငံရဲ့ဒီမတိမငြိမ်ရှုပ်ထွေးနေမှုတွေကိုအခွင့်အရေးယူပြီးကိုကျိုးအတွက်လာပြီးတော့အမျက်ထုတ်တာနှိုက်ထုတ်တာတရုတ်နိုင်ငံပဲကဘာကြီးမှလည်းသူဘလောက်တောင်လှုပ်သွားလဲဆိုတာဘယ်သူမှမသိနိုင်ဘူးWTO ကိုတရုတ်နိုင်ငံဝင်လာပြီးတဲ့အချိန်မှာအဲ့ WTO မှာရှိတဲ့အဲ့ကိုတာတွေကိုဆင်းရဲတဲ့နိုင်ငံတွေမှာရင်းနှီးမြှုပ်နှံမှုတွေလိုက်လုပ်ပြီးတော့အဲ့ဒီကိုတာတွေနဲ့အဲ့ဒီနိုင်ငံတွေရဲ့အခွင့်အရေးကိုယူပြီးတော့စီးပွားလုပ်သွားကြတာအဲ့ဒီနိုင်ငံသားတွေကိုကြတော့အာဏာရှင်တွေနဲ့ပေါင်းပြီးဒီအာဏာရှင်နဲ့ပေါင်းပြီးတော့မောဟရည်စာလာစာတွေပေးပြီးအကုန်လုံးအမျက်ထုတ်သွားကြတာအထူးသဖြင့်မြန်မာနိုင်ငံမှာရှိတဲ့အထည်ချုပ်လုပ်ငန်းများမြန်မာနိုင်ငံမှာရှိတဲ့တရုတ်စက်ရုံများရန်ကုန်မြို့ FM မှာရှိနေ CT မှာရှိတဲ့တရုတ်လုပ်သမားများအဲ့တော့ तू ကဘာကြီးမှာရှိတဲ့စနစ်ရဲ့အားနည်းချက်ရဲ့အမေရိကန်ရဲ့အခွင့်အရေးပေးမှုရဲ့အမေရိကန်နိုင်ငံရဲ့ကုန်သွယ်မှုတွေရဲ့အဲ့ဒါတွေအားလုံးကိုအောက်လန်းနည်းနဲ့လိုက်နိုင်တာအဲ့တော့အဲ့လိုအောက်လန်းနည်းနဲ့နှိုက်ဖို့အတွက်အဲ့ဒီနိုင်ငံတွေအားလုံးဖွံ့ဖြိုးတိုးတက်လာလို့မရဘူးအဲ့နိုင်ငံတွေဆင်းရဲမှအဲ့နိုင်ငံတွေမလုတ်တတ်မှသူကသူတို့ကိုစားလာဝင်လုပ်ပြီးအဲ့ဒီနိုင်ငံတွေရမယ်အခွင့်အရေးကိုသူကလာလူယူသွားတာအဲ့ဒါမြန်မာနိုင်ငံမှာရှိတဲ့အထည်ချုပ်လုပ်ငန်းရှင်များမြန်မာနိုင်ငံမှာရှိတဲ့တရုတ်လုပ်ငန်းရှင်များအားလုံးဒီအခွင့်အရေးပဲလာယူသွားကြတာအဲ့တော့အဲ့နိုင်ငံမှာရှိတဲ့မြန်မာနိုင်ငံမှာရှိတဲ့တချို့သောခရိုနီခရိုပြာများနဲ့အာဏာပိုင်များနဲ့ပေါင်းစားသွားပြီးတိုင်းပြည်ကရမယ်အခွန်အခတွေအဲ့ဒီအလုသမားတွေရမယ်အလုသမားအခွင့်အရေးအပြည့်တွေကိုချိုးနှိမ်ပြီးအမျက်လာထုတ်သွားတာပဲအဲ့ဒါနဲ့ကိုမကျေနပ်ပဲနဲ့မြန်မာနိုင်ငံမှာရှိတဲ့ဒီဆင်းရဲမွဲတေမှုကိုအကြောင်းပြပြီးမြေယာတွေဝယ်ယူခြင်းစီးပွားရေးလုပ်ငန်းတွေမှာရင်းနှီးမြှုပ်နှံခြင်းအဲ့အမှထပ်ပြီးမကျေနပ်ပဲနဲ့သူ့နိုင်ငံသားတွေကိုနိုင်ငံသားကအထုလုပ်ပြီးရင်းနှီးမြှုပ်နှံခိုင်းခြင်းအကျင့်ပြတ်ချစားနေတဲ့ဒီအာဏာပိုင်များနဲ့ပေါင်းပြီးနိုင်ငံသားအဖြစ်နှစ်နိုင်ငံသားတွေခံယူခြင်းအဲ့ဒါအပြင်အကျင့်ပြတ်ချစားမှုလုပ်နေကြသောအာဏာပိုင်များနဲ့ပေါင်းပြီးသူ့နိုင်ငံသားများကိုလက်နက်ကင်ခိုင်းပြီးမြန်မာနိုင်ငံသားမှတ်ပုံတင်များကင်ခိုင်းပြီးမြန်မာနိုင်ငံရဲ့တိုင်းရင်းသားအခွင့်အရေးများအခုကမြန်မာနိုင်ငံရဲ့စီးပွားရေးအခွင့်အရေးမြန်မာနိုင်ငံရဲ့စီးပွားရေးအခွင့်အရေးမြန်မာနိုင်ငံရဲ့စီးပွားရေးအခွင့်အရေးပြင်တိုင်းရင်းသားအခွင့်အရေးကိုပါလာရောက်ပြီးလူယူနေတဲ့အနေအထားကိုတွေ့နေရတယ်တချို့သောအကျင့်ပြတ်သောတိုင်းရင်းသားတချို့ပေါ့နဲ့ပေါင်းပြီးသူ့နိုင်ငံသားများခံယူထားတဲ့သူများနဲ့ပေါင်းပြီးမြန်မာနိုင်ငံမှာလက်နက်ကင်စစ်တပ်ကိုဒီလာတိဆောက်တာမြန်မာအစိုးရမြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာမှာတရုတ်စစ်တပ်ကိုလာရောက်တိဆောက်တာပဲအချို့သောအကျင့်ပြတ်ဝန်ထမ်းများအကျင့်ပြတ်တိုင်းရင်းသားခေါင်းဆောင်တချို့ကြောင့်ဒီတိုင်းရင်းသားဆိုတဲ့ Federal တစီ6ပြီးအဲ့ဒီတိုင်းရင်းသားအခွင့်အရေးကနေနယ်မြေကျူးကျော်ပြီးလူယူဖို့အထိကြံစည်လာကြတယ်ဒါဟာဒီနေ့ကျွန်တော်တို့တွေ့နေရတဲ့အခင်းကျင်းပဲဘသူတည်တည်ငါသေးမာရင်ပြီးရောဆိုတဲ့ကြီးပွားကြွယ်ဝချမ်းသာခြင်းကြသောလောဘကြီးကြသောအာဏာပိုင်များစစ်အာဏာရှင်များစစ်ဗိုလ်ချုပ်များတိုင်းရင်းသားများကြောင့်ဒီပြဿနာယနေ့ကျွန်တော်တို့ရင်ဆိုင်နေရတာအသုံးမကျတဲ့ကွန်မြူနစ်ဝါဒကိုယုံကြည်တဲ့ကွန်မြူနစ်တပုံတွေကြောင့်လေဒီနေ့ဒီဥစ္စာကိုရင်ဆိုင်နေရတာ
ဒီပြဿနာရဲ့အားလုံးအစဒီသခင်တန်းထုံတို့အုပ်စုပဲဗိုလ်ချုပ်ကျော်စောတို့အုပ်စုပဲမြန်မာနိုင်ငံကိုတရုတ်နိုင်ငံကိုခေါ်သွင်းဖို့မြန်မာနိုင်ငံကိုတရုတ်ကကိုလိုနီလုပ်ဖို့စခဲ့တာသခင်တန်းထုံနဲ့ဗိုလ်ချုပ်ကျော်စောတို့အုပ်စုပဲသူတို့ကိုယ်တိုင်တရုတ်ပြည်မှာပဲနေနေတာမြန်မာနိုင်ငံမှာလက်နက်ကင်တော်လှန်ရေးကိုတရုတ်စစ်တပ်ကနေအကူအညီနဲ့တရုတ်ထောက်လှမ်းရေးတွေအကူအညီနဲ့တရုတ်လက်နက်တွေနဲ့မြန်မာနိုင်ငံမှာလက်နက်ကင်တရုတ်ကိုခေါ်သွင်းပြီးတရုတ်ကိုလိုနီလောက်ခိုင်းဖို့ကွန်မြူနစ်နိုင်ငံလုပ်ဖို့သခင်တန်းထွန်းဗိုလ်ချုပ်ကျော်စောတို့အုပ်စုကစားခဲ့ပြီးလောစေဟန်တို့အုပ်စုကနေစားခဲ့တာပဲအဲ့တော့ဒီနေ့သမ္မတဒေါ်နယ်ထရန့်ပြောနေတဲ့တရုတ်နိုင်ငံကိုရင်ဆိုင်ရမယ်ဆိုတာအပြည့်အဝမူဝါဒအရကျွန်တော်တို့က100%ထောက်ခံတယ်